Hello အားလုံးပဲမင်္ဂလာပါ Asia မြန်မာ channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Champion League Semi Final ဒုတိယကြော့ Arsenal နဲ့ AT ကိုအသင်းရဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်ပထမဦးဆုံး Arsenal အသင်းရဲ့အကြောင်းလေးကိုပြောချင်တော့ Arsenal က Champion League မှာရှုံးပွဲမရှိဘဲနဲ့ Semi Final ထိရောက်လာခဲ့ပေါ့အုပ်စုအဆင့်မှာ10ပွဲသလုံးနိုင်တယ်အုပ်စုဆင့်ပြီးတော့မဲခွဲတော့လဲသူကမဲခွဲတော့နည်းနည်းအသင်းချောင်းတယ်လို့ပြောအောင်ပေါ့အုပ်စု16သင်းအုပ်စုပြီးတော့16သင်းရှုံးထွက်မှာဆိုရင်အာဆင်နယ်လီဗာပူးဆင်နဲ့တွေ့တယ်လီဗာပူးဆင်ကိုတော့ဖြုတ်လာခဲ့တယ်ပေါ့ပြီးတော့ကွာတာဖိုင်နယ်မှာစပိုးတင်နဲ့တွေ့တယ်စပိုးတင်ကိုလည်းဖြုတ်လာခဲ့တယ်ခုsemi final 80နဲ့တွေ့ပေါ့80နဲ့ပထမတစ်ကြော့မှာတော့1-1တေးကြထားခဲ့ပေါ့ခုဒုတိယတစ်ကြော့ကတော့အာဆင်နယ်ရဲ့အိမ်ဝင်းမှာရှင်ပြိုင်ရမှာဖြစ်ပါတယ်80ဘက်ကိုကြည့်မယ်ဆိုရင်တော့80ကအမှတ်ပေးအုပ်စုပေါ့အုပ်စုပွဲမှာဆိုရင်ဒါ10ပွဲကန်ရပါဒါပေမဲ့သူကအဆင့်14နဲ့8သင်းနဲ့တော့မဝင်ဘူးပေါ့ play off ကန်ရတယ် play off မှာဒါဘရူးချက်နဲ့တွေ့တယ်ဘရူးချက်ကိုလည်းချုပ်ထားခဲ့တယ်ပြီးတော့16သင်းရှုံးထွက်မှာဆိုလို့ရှိရင်စပါးနဲ့တွေ့တယ်စပါးကိုလည်းဖြုတ်ခဲ့တယ်ပြီးတော့သူ့ရဲ့အထင်ကြီးစရာကောင်းတာကတော့ပေါ့semi quarter final မှာကဘာစီလိုနာကိုဖြုတ်ထားခဲ့ကျွန်တော်ကအဲ့ဘက်အုပ်စုမှာဆိုရင်တော့ဘာစီ final ရောက်မယ်လို့တောင်ထင်ထားတာပေါ့ဗျာဒါပေမဲ့သူဘာစီကိုဖြုတ်ထားခဲ့ပေါ့ဖြုတ်ထားခဲ့ခု semi final 80တက်လာခဲ့တယ်ပေါ့တက်လာခဲ့ပြီးခုအာဆင်နယ်နဲ့ပထမကြောမှာဝမ်းကြတယ်ပြောရမယ်ဆိုရင်တော့ချန်ပီယံလိဆင်လာရဆိုရင်တော့AT ကိုအဆင်လာကောင်းတယ်လို့ပြောမှာပေါ့အာဆင်နယ်နဲ့ဆိုင်တော့ဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်ကြီးအရာကလည်းဖွင့်လာတာအာဆင်နယ်တစ်လုံး15ပြားအစား3လုံး95ပြားဟိုကအစားကျွန်တော်ဒီပွဲမှာဆိုရင်အာဆင်နယ်ကိုကြိုက်နေပြန်ကျွန်တော်ကဘာလို့လဲဆိုတော့ကျွန်တော်ကပရီးမီးယားလိမှာဆိုရင်ကျွန်တော် Man U လွဲပြီးကျန်တဲ့တင်းတွေကိုတိတ်မကြိုက်ဘူးဗျာကျွန်တော် Man U fan ဆိုတော့အဲ့တော့ကျွန်တော်80တောင်မှတက်စေခြင်းနဲ့လို့တောင်ပြောလို့ရတယ်ဒါပုံကိုရေးပေါ့ဒါပေမဲ့ဒီဘက်မှာကျွန်တော်80မကြိုက်ဘူးဗျအာဆင်နယ်ကိုပဲကြိုက်တယ်အာဆင်နယ်နိုင်သွားလိမ့်မယ်လို့လည်းထင်တယ်ဖိုင်နယ်တက်သွားလိမ့်မယ်လို့လည်းထင်တယ်အာဆင်နယ်ကို3ဂိုး2ဂိုးလောက်ချီတောင်မှန်းထားရဗျကျွန်တော်ပေးရမယ်ဆိုရင်ဒီပွဲကိုအာဆင်နယ်ရဲ့ဂိုးပေါ်ရဲ့ကျွန်တော်ကြိုက်တယ်ဗျဟုတ်အားလုံးပဲမင်္ဂလာပါ